ပြန်တယ်ပြီးမှလား rematch နော်ပြန်ထိုးအောင်ဘာလို့လက်ရှိပွဲကမပြန်မသားဖြစ်သွားတာဟုတ်အိုင်ပုံကြောင့် non contest တော့ contest ဖြစ်သွားတာဆိုတော့အဲ့ဒါကအဲ့ပွဲကပြန်ထိုးအောင်မထိုးလို့မရဘူးပြန်ထိုးအောင်ဒါပထမတစ်ချက်မပြန်မသားဖြစ်သွားတဲ့အတွက်ပထမတစ်ချက်နောက်တစ်ချက်ကပါလက်ရှိ UFC ခေတ်ပွဲမှာအကောင်းဆုံးကအဲ့နှစ်ယောက်ပဲအောက်ကလူတွေကသူတို့နှစ်ယောက်နိုင်ပြီးသားလူတွေကြီးပဲနော်နိုင်ပြီးသားလူတွေဆိုရင်တော့သူတို့နှစ်ယောက်ကိုရှင်နိုင်တဲ့လူလက်ရှိမှာပြောရနော် UFC ခေတ်ပွဲမှာမရှိဘူးเนาะအခုဒီနေ့ပွဲမှာပါသွားတဲ့လက်စနာဘိုကော့ဆိုတော့ရုရှားသားဘာမှမဟုတ်ဘူးပြောမစင်ကွာချန်ပီယံလက်ရည်မရှိဘူးအဲ့အခုလက်ရှိတွန်စပန်နယ်နဲ့ဒီစီရယ်ဂိမ်းနှစ်ယောက်ထဲကကြိုက်တဲ့လူနဲ့ကစားမနိုင်ဘူးเนาะအဲ့လိုရှိတယ်အဲ့ဒါကြောင့်သူတို့နှစ်ယောက်ကပြန်ထိုးရလိမ့်မယ်ပြန်မထိုးရလို့အောက်ကတယောက်တက်လာတယ်အောက်ကဒီ1 to 5 1 to 6ပေါ့နော်စာတီ ranking တွေကနေတက်လာတယ်အသာလေးတောက်ချသွားလိမ့်မယ်ဒီနှစ်ယောက်ကဟိုပြောရလို့ရှိရင်ဟိုလက်ရည်ချင်းကအကွာကြီးပါသိလားအကွာကြီးဟိုဘယ်နေရာမှာဖြစ်ဖြစ်သူကဒီဝိတ်တန်းကြီးတွေဆိုလို့ရှိရင်ဟိုလူနဲတယ်သိမရှိဘူးဒီမှာ UFC လိုနေရာမျိုးတော့မှာကွာလူကနဲတာကိုသိရမလားအဲ့လိုမျိုးရှိတယ်ဆိုတော့သူနှစ်ယောက်ကပြန်ထိုးရလိမ့်မယ်တကယ်လို့အနိုင်ရှုံးပေါ်သွားရင်တော့အောက်ကအတက်လာတဲ့လူမရှိဘူးဆိုရင် rematch ပြန်ကစားလိုက်ဒီပွဲကအနိုင်ရှုံးမပေါ်ဘူးလေနိုင်ရှုံးပေါ်ဟာတယောက်ဘသူ transfer နဲ့ရှုံးနော် transfer နဲ့ရှုံးဆယ်ဂိမ်းရှုံးသွားလို့ရှိရင်ဆယ်ဂိမ်းအောက်ကတက်လာတဲ့အကြောင်းနဲ့ပြန်ထိုးအဲ့အခုအောက်ကအခုဘိုကောကလည်းသူနိုင်ပြီးသားဘိုကောကိုသူကနိုင်ပြီးသားဘိုကောကြီးကလည်းချန်ပီယံလက်ရည်မရှိဘူးအဲ့တော့ညားမကြမီပြန်ကစားရပါလိမ့်မယ်နော်